ရွှေဒီနေ့ share လုပ်ပေးခြင်းတဲ့အကြောင်းအရာအကြတော့တချို့လူတွေကပေါ့နော်ဒီ make up လိမ့်လိုက်ရုံနဲ့လှပြီဆိုပြီးတော့ထင်သွားတတ်ကြတယ်တကယ်တော့ make up လိမ့်ရုံနဲ့ကွာလူတစ်ယောက်ကအများကြီးပြောင်းလဲပြီးတော့လှလာနိုင်စရာအကြောင်းမရှိဘူးပေါ့နော်ဘာလို့လဲဆိုရင်ဒီကိုယ့်ရဲ့ skin လေးကမကောင်းနေတဲ့အချိန်မှာ make up တွေကဘလောက်လိမ့်နေပြားတွေကွက်တာတွေနဲ့ make up ကဘလို့အဆင်ပြေမှာလဲနော်အဲဒါကြောင့်မလို့သတိထားရမယ့်အရာတစ်ခုကကိုနဲ့လိုက်တဲ့ဒီ skin ရဲ့အကြောင်းတွေကိုသိပြီးပြီလားကိုက skin ရဲ့အကြောင်းလည်းဘာမှမသိသေးဘူး make up ကိုလည်းမပြင်တတ်သေးဘူးပေါ့နော်အဲ့လိုအချိန်တွေမှာဆိုရင် make up ပြင်တတ်ဖို့ကိုအရင်မကြိုးစားပါနဲ့ကိုယ့်ရဲ့ skin ကဘာ skin လဲဆိုတာသိအောင်အရင်လုပ်ဖို့လိုအပ်ပါလိမ့်မယ် skin ရဲ့သဘောတဘာဝအနေနဲ့ကတော့ဒီ skin က6မျိုးရှိရပေါ့နော်အဲ့6မျိုးရှိရတဲ့မှာကိုက best skin ထဲမှာပါပြီလဲဆိုတာကိုသိပြီလားသိကြတယ်တင်ကကိုရွေးချယ်နေတဲ့ skin care ကိုတောင်းမှန်အောင်မရွေးတတ်သေးဘူး skin care လိမ့်ညာမျိုးမရှိသေးဘူးဆိုရင်တော့တင်ရဲ့ skin ကိုတိတိကျကျသိသေးမှာမဟုတ်ဘူးပေါ့နော်တင်က best skin ထဲမှာပါလဲဆိုတာသိချင်တယ်ဆိုရင် comment အောင်မှာရေးခဲ့ပေးလို့ရပါတယ်ခုရွှေပြောချင်တာကအရန်ပူပြင်းတဲ့နွေရာသီမှာ sun cream လိမ့်ဖို့မမေ့ပါနဲ့နောက်ထပ်သိချင်တဲ့ຢာရရှိရင်ရွှေရဲ့ချက်ပေါက်မှာမေးလို့ရရနော်အော်ဒါနဲ့ရွှေသုံးနေကြဒီတိုလီမူလီ sun cream လေးကအခုလိုပူပြင်းတဲ့နွေရာသီနဲ့ဆိုရင်အရန်လိုက်ဖက်တယ်ပေါ့နော်။သူ့မှာဒီလို3 effect ရှိတာကြောင့်မလို့တိတ်ချလေးလိမ့်ပေးမယ်ဆိုရင်နောက်ထပ် make up ထပ်ပြီးတော့လိမ့်ကြမလို့ဘူးပေါ့နော်။ဒီလိုနွေရာသီမှာ sun cream လေးကိုတိတ်ချလူပြီးသွားပြီဆိုရင်ကိုလုံးနေကြအတိုင်းမျက်ခုံးမွေးဆွဲတာဒီနှာခမ်းနီဆိုတာတွေလုပ်လိုက်တယ်ဆိုရင်ပဲရွှေတို့ daily look အတွက်ကဒီပူပြင်းတဲ့နွေရာသီမှာဆိုရင်ဘာမှမလိမ့်စီရင်တော့အဆင်ပြေနေပြီပေါ့နော်။ beauty ပိုင်းနဲ့ပတ်သက်ပြီးတော့သိချင်တဲ့အကြောင်းအရာတွေရှိရင်လည်းရွှေရဲ့အကောင့်မှာမိခဲ့လို့ရပါတယ်နော်အားလုံးကိုပြန်ဖြည့်ပေးသွားမယ်နော်အားလုံးပဲတတာပါနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် see you later